မင်္ဂလာပါကိုကြီး ဟုတ်ကဲ့မင်္ဂလာပါဗျာ ကိုရဲ့နာမည်လေးနဲ့ဘယ်ရလာလဲဆိုတော့မိတ်ဆက်ပေးပါအောင်ရှင် ဟုတ်ကဲ့ဗျာကျွန်တော်ကတော့ကိုစင်ပေါ့နော်ကိုစင်ကျွန်တော်မင်္ဂလာတောင်ကျွန်းမှာလာပါတယ်မင်္ဂလာတောင်ကျွန်းမှာကျွန်တော် Asian English speaking class လေးလည်းဖွင့်ထားပါတယ်ဗျာအခုလောလောဆယ်ကတော့ကျွန်တော်လည်းဒီဘက်ကိုစီအတွက်ဒီစပင်းလာညနေပေါ့နော်ကျွန်တော်လည်းတခါရောက်လာတာပေါ့ကိုစီရှိဟုတ်ကဲ့ ကိုဆရာနဲ့စမင်းလောက်ကြတယ်ရှိတယ် ကျွန်တော်ကိုစီနဲ့ညက်တာကျွန်တော်ရဲ့အသက်16လောက်တည်းရပေါ့ကိုစီနဲ့ဆိုအခုဆိုရင်ဒါကျွန်တော်10နှစ်ကျော်လောက်ဖြစ်နေပြီဗျာကျွန်တော်လူရွယ်လောက်တည်းရညက်လာတာနောက်ပြီးတော့အဓိကကျွန်တော်တို့ကရင်တော့တောင်းပြမှာနေတော့ကကျွန်တော်တို့အိမ်ကောင်းမှာကိုစီတို့ဒါဆိုင်လာဖွင့်နေပေါ့လေကျွန်တော်ညက်ဖြစ်တဲ့အချိန်မှာတူတူဆန်းဆန်းပဲပထမကိုစီရှိမှညက်ပြီးတဲ့အချိန်ကစပြီးကျွန်တော်ကျန်တဲ့ဆရာကြီးနဲ့ညက်ဖို့မဖြစ်တော့ဘူးလေအဓိကသူ့ရှိမှညက်လိုက်တာနဲ့ကျန်တဲ့ကိုလည်းပုံစံဒီပုံစံမျိုးပဲသဘောကျတာပေါ့လေဒီမှာကိုလိုချင်တဲ့ဒီဇိုင်းမျိုးကိုစီညက်ပြီးနိုင်တယ်ကိုစပင်းနဲ့ပတ်သက်ပြီးအစီအမပြေရရနေရှိတယ်အဲ့လိုတခါမှကျွန်တော်ကမဖြစ်ခဲ့ဘူးဗျ။ဘာလို့ဆိုတော့ကိုရီးယားနဲ့ကကျွန်တော်ခုနပြောလို့ကျွန်တော်နောက်ဆုံးဘယ်လိုပုံစံညက်ရမလဲမသိတော့ရင်တော့မှကိုရီးယားကျွန်တော်နဲ့လိုက်တဲ့ပုံစံမျိုးအကောင်းဆုံးညက်ပေးနိုင်တာပေါ့လေ။ဒါသူ့ရဲ့အရေးချင်းတစ်ခုပေါ့ဗျာ။တဲတဲ့တစ်ခုဆိုတော့အများနဲ့လည်းအခုလည်းကျွန်တော်ညက်ဖြစ်တယ်လို့ကျွန်တော်ကသူပဲပြောင်းအမြဲတမ်းလိုက်ညက်နေတဲ့ customer ပေါ့လေ။ customer လို့တော့ပြောလို့မရကျွန်တော်အကူအရင်လို့ပါပဲ။အများနဲ့လည်းဝင်ထွက်သွားလာလေးရှိရဗျာကျွန်တော်အခုနေရ။ အခုစင်ပြေတို့ရှားဧည့်သည်လေးကိုနှုတ်ပြပါ ဟုတ်ကဲ့ဗျဒီအခုကကျွန်တော်တို့ဒီဆိုင်ကမင်္ဂလာဒီလိုနေပေါ့ကြောင်မြောင်းမှာပေါ့နော်ကြောင်မြောင်းမှာတမ်းမွေကြောင်မြောင်းလေးမှာဖွင့်တာကျွန်တော်တို့ဒီဆိုင်ကိုလည်းအခုတခြားလာခြင်းတဲ့ customer တွေရှိရင်လည်းဖိတ်ခေါ်ပေးပါနောက်ပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်အတိမိတ်ဆွေတော်တော်များများလည်းငကိုရေးရတယ်ဒီမှာပဲညှက်နေကြဆိုတော့နောက်ပြီးပို့ပြီးတော့ဒီမှာကိုရီးယားတို့ကအများနဲ့ promotion လေးလည်းလုပ်ပေးရတဲ့အတွက်လာလုပ်တဲ့သူတိုင်းဆိုင်ကိုလာပြီးတော့ပြင်ဆင်တဲ့အဓိကယောက်ျားလေးပဲမဟုတ်ဘူးပေါ့နော်မိန်းကလေးရောယောက်ျားလေးရောငကိုလုံးကျွန်တော်တို့ beauty salon နဲ့ပတ်သက်တဲ့ဟာလေးတွေမျိုးနဲ့ပတ်သက်တဲ့ဟာတွေစပင်းပေါင်းတာတွေဖြောင်းတာတွေပေါ့နော်ဒီကအဲ့ဒါလေးလည်းအကုန်လုံးစုံရရဲဆိုတော့ဒါပို့ပြီးတော့အဆင်ပြေအောင်လုပ်ပေးနေပါတယ်ဗျာညီမတို့ရှင်မှာတခြားမွေးရတဲ့ promotion တွေလည်းရှိသေးရဲ့ရှင်ဟုတ်ကဲ့ညီမတို့တသိန်းမှုပြည့်ရတဲ့ customer ပြန်ပြီးသွားမယ့်အစီအစဉ်လေးပေါ့ဟုတ်ကဲ့ဗျာဟုတ်ကဲ့ခုနအခုပြောသလိုပဲဒါပဲလုပ်ဒါဟုတ်ကဲ့ဗျာပို့ပြီးတော့စုံသွားတာပေါ့လေပို့ပြီးတော့စုံလို့စီလင်းလေးဆိုတော့လာခြင်းတဲ့ customer တွေအားလုံးအတွက်လည်းကျွန်တော်ဖိတ်ခေါ်ပေးပါဗျာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဗျာ